အားလုံးပဲမင်္ဂလာပါရှင် PN1 Fashion and Design Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ဒီကျဲကပုံမှာပြထားပေးတဲ့အင်ဂျီလေးရဲ့ပိတ်ဆက်မှညက်နီးလေးနဲ့ချုံနီးလေးကိုပြန်လည်ဦးပြပေးသွားမှာပဲဖြစ်ပါတယ်။ပထမဦးဆုံးပိတ်စာလေးညက်ဖို့အတွက်ရေခမ်းပိုင်းချမ်းလေးကိုကျွန်တော်တို့ပြင်ညက်ပါမယ်။ရေခမ်းအတွက်ပိတ်စာလေးကိုညက်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်ထုတ်စာလေးတွေကတော့စက်ချောင်းလေးတွေအတွက်1 cm နောက်ဇစ်တက်မက်နေရာလေးအတွက်2 cm နဲ့ဘေးနဲ့အောက်ဘက်အတွက်2 cm ထုတ်စာလေးထုတ်ပြီးတော့မှညက်ပေးပါမယ်။ပိတ်စာလေးညက်တဲ့အခါမှာဆိုလို့ရှိရင်တော့ကျတို့ကနှစ်ထပ်ချုပ်မှာဖြစ်တဲ့အတွက်အလှချက်မလှချက်အတွက်ကျတို့စုစုပေါင်း4ချမ်းစီညက်ထုတ်ပေးရမှာဖြစ်ပါတယ်။နောက်တစ်ဆင့်အနေနဲ့အပေါ်ဘက်ချမ်းအသက်ကစားလေးအတွက်ပိတ်စားညက်တဲ့အခါမှာဆိုလို့ရှိရင်နော်ချုပ်စာလေးတွေကတော့စက်ချောင်းတွေအတွက်ကို1 cm နဲ့ဘေးဘက်2 cm ယူပြီးတော့မှပိတ်စာလေးညက်ထုတ်ပါမယ်အသက်ကစားအတွက်ကလည်းကျတို့ကနှစ်ထပ်ချုပ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျတို့ညက်ပြီးသားပိတ်စာကိုယခုလိုနောက်တစ်ထပ်စာထပ်ပြီးတော့မှညက်ပေးလိုက်ပါမယ်လက်အတွက်ကိုတော့ဇာအလှလေးညက်ပေးပါမယ်ရေကန်အပေါ်ဘက်ကိုလည်းအလှစာလေးထထုတ်မှာမို့လို့ယခုလိုညက်ပေးတာရေကန်ချက်ပေါ်ကိုအလှစာလေးထပ်ပြီးတော့မှညက်ပေးလိုက်ပါမယ်အခုဆိုရင်ပိတ်စာလေးတွေညှပ်ပြီးသွားပြီမို့လို့ပထမဦးဆုံးရှည်ချမ်းအသားကက်စာလေးကိုစပြီးတော့မှချုပ်ပါမယ်အသားကက်စာလေးချုပ်တဲ့အခါမှာတော့မလားဘက်ကနေပြီးတော့မှအရင်ပို့ပြီးတော့အလားဘက်မှာဆက်လေးနင်းပေးပါမယ်အသားကက်စာလေးချုပ်တဲ့အခါယခုလိုစက်ကူလေးခံပြီးတော့မှချုပ်စာ1 cm အတိုင်းလေးချုပ်ပေးရပါမယ်
ကျွန်တော်ချုပ်ပြီးတဲ့အခါမှာတော့ချုပ်စာလေးညှက်ပြီးတဲ့အခါကျတော့အလှဘက်ကိုလှန်ချပေးလိုက်ပါမယ်အလှဘက်မှာအလှချောင်းလေးတစ်ချောင်းထပ်ပေးရင်တော့ရပါတယ်ဒီမှာတော့အလှချောင်းလေးထပ်ပြီးတော့မှနင်းထားပေးပါတယ်မိမိတို့ကအလှချောင်းနင်းချမလို့ဘူးဆိုရင်ကျွန်တော်တို့တစ်ချောင်းစာနဲ့လိုက်ထားလိုက်မယ်ဆိုရင်ရပါပြီနောက်တစ်ဆင့်အနေနဲ့နောက်ချမ်းလက်ပင်လေးချုပ်ပါမယ်နောက်ချမ်းမှာကြက်သီးလေးတက်မှာမို့လို့ဘယ်နဲ့ညာနှစ်ချမ်းရှိပါမယ်ချုပ်ဖို့ကိုပင်လေးထွဲတဲ့အခါမှာမလားဘက်ကိုပူးပြီးတော့ခါကျတော့လက်ပင်အဝိုက်လေးကိုချုပ်စာအတိုင်းပင်လေးထွဲပြီးတော့မှကျွန်တော်ပခုံးကိုတော့ရှေ့ချဲရဲ့ပခုံးလေးကိုခုလိုလေးအတွင်းထဲမှာထည့်ပြီးတော့မှငုံပြီးတော့မှချုပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ချုပ်ပြီးသွားတဲ့အခါမှာတော့ချုပ်စာလေးတွေညှက်ထုတ်ပြီးအခါကျတော့အလှဘက်ကိုလှန်ပြီးတော့မှအလှချောင်းလေးနင်းပေးလိုက်ပါမယ်။ကျန်တဲ့တစ်ဘက်ကိုလည်းကျွန်တော်ယခုနေ့အတိုင်းပဲသေချာလေးချုပ်ပေးလိုက်ပါမယ်။နောက်တစ်ချက်အနေနဲ့နောက်ချမ်းမှာကကြက်သီးလေးတက်မှာကကျွန်တော်ပုံမှန်တိုင်းကျွန်တော်ပုံမှန် cherry လိုကြက်သီးကွင်းတိတ်ကိုတစ်ခါတည်းထည့်မချုပ်ဘဲနဲ့ပြီးမှအပေါ်ကနေပြီးတော့မှအလှလေးချုပ်ပေးပါမို့လို့နောက်ချမ်းကိုလက်ဘိန်းချုပ်ခဲ့တယ်လို့လေတခြားလေးချုပ်ပေးလိုက်ပါမယ်။အခုဆိုရင်တော့အပေါ်ဘက်အသားကက်စာချမ်းလေးရပါပြီ။နောက်တစ်ဆင့်အနေနဲ့ရင်ကန်ချမ်းလေးတွေကိုပင်လေးတွဲပြီးတော့မှယခုလိုလေးချုပ်ပေးလိုက်ပါမယ်ရင်ကန်အလှချမ်းလေးမှာတော့အလှစာလေးနဲ့ချုပ်ရတာအဆင်ပြေဖို့ကော်လေးသုံးပြီးတော့မှကပ်ပြီးတော့မှဒါမှမဟုတ်လို့ရှိရင်ကိုယ့်ကိုလက်ချုပ်လေးချီကျဲလေးလိုက်ပြီးတော့မှချုပ်ထားလေးပေးလေးလည်းရပါတယ်ဒီမှာတော့အချက်ကကော်လေးဖြန်းပြီးတော့မှပင်လေးထင်းပြီးတော့မှချုပ်ထားပေးပါတယ်ပြီးရင်တော့ကျွန်တော်မီးဝေပချာလေးကပ်ပေးပြီးတော့အသားကက်စာလေးနဲ့တွဲပြီးတော့မှငုံချုပ်ပေးလိုက်ပါမယ်ချုပ်တဲ့အခါမှာယခုလိုမျိုးတစ်ဆင့်ချင်းနဲ့ချုပ်ရင်လည်းအဆင်ပြေပါတယ်ပြီးရင်တော့ကျွန်တော်မလားဘက်ကိုလန်ပြခါကြတော့အလှချောင်းလေးနင်းပေးလိုက်ပါမယ်
ဆန်လေးနင်းပြီးသွားပြီဆိုလို့ရှိရင်တော့ချုပ်စာလေးတွေကိုပြစ်ထုတ်ပေးလိုက်ပါမယ်ကျွန်တော်တို့နောက်ထပ်တွဲတဲ့အခါမှာလည်းရှူချမ်းနီးတူပဲကျွန်တော်တို့ချုပ်ပေးလိုက်မယ်ဆိုရင်ရပါပြီကျွန်တော်နောက်ချက်ရင်ကန်အလားစာအပိုင်းလေးမှာတော့စစ်ကလေးတက်မှာမို့လို့ယခုလိုမလားဘက်ကနေပြီးတော့မှချုပ်ပြီးတော့မှကျွန်တော်အလားဘက်ကိုပြန်ပြီးတော့မှလမ်းချပေးလိုက်ပါမယ်ကျွန်တော်နောက်တစ်ဆင့်အနေနဲ့ရင်ကန်အတွင်းချမ်းမှာကော့ချောင်းနင်းပြီးတော့မှအုံခွက်လေးထည့်ပေးလိုက်ပါမယ်ကျွန်တော်ရင်ကန်အတွင်းချမ်းမှာကျွန်တော်ကော့ချောင်းနင်းအုံခွက်လေးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့နောက်တစ်ဆင့်အနေနဲ့ကျွန်တော်လက်ကလေးထွဲပါမယ်ချုပ်ပြီးထားပြီဆိုလို့ရှိရင်တော့ရှေ့ချမ်းနောက်ချမ်းအောက်အနားလေးတွေကိုတော့ကျွန်တော်ကတေးသက်လေးလက်ချုပ်လေးလိုက်ပြလိုက်မယ်ဆိုရင်ရပါပြီအခုဆိုရင်ရှေ့ချမ်းအောက်ချမ်းနောက်ချမ်းအနားလေးတွေကိုကျွန်တော်ကလက်ချုပ်လေးလိုက်ပြီးသွားပြီမို့လို့ကျွန်တော်နောက်လိုအပ်နေတဲ့နောက်ချမ်းမှာဆိုရင်ဇစ်ကလေးနဲ့ထုတ်ကျယ်ဒီလေးတွေကိုကျွန်တော်တက်ပေးလိုက်ပါမယ်
အခုဆိုရင်တော့အချက်ကလက်ကလေးနဲ့တွဲပြီးသွားပြီမို့လို့ပူတဲ့ချမ်းလေးတွဲပြီးတော့မှချုပ်ပေးလိုက်ပါမယ်အခုဆိုရင်တော့တည်တလာပါလာတဲ့ no bra ကျတို့ပတ်သက်အင်ချီလေးရပါပြီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကိုယ်စိတ်နှပြကျမဆန္ဒကြပါစေဒီချဲတဲ့ဗီဒီယိုလေးတွေကိုတက်တဲ့ဆိုရင်တော့ like and subscribe လေးနဲ့အားပေးသွားဖို့မမေ့ပါနဲ့နော်ပိုကောင်းတဲ့ဗီဒီယိုလေးနဲ့တူပြန်လာခဲ့ပါမယ်တတပါ